မင်္ဂလာပါကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့တိုက်21အခန်း30နဝရီရှော့ဟောက် commercial area အဆင့်မြင့်မန်မြို့တော်ရဲ့ကက်လျက်ရန်ကုန်ပသိမ်လမ်းမကြီးဘေးမှာရှိတဲ့စမ်မရာတောက် electronic showroom ကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီ electronic showroom မှာဆိုရင်ကျွန်တော်တို့က brand new အသစ်တွေပဲ electronic ပစ္စည်းတွေအကုန်လုံးရောင်းချတယ်လို့ကျွန်တော်သိရတယ်အဲဒီမှာကျွန်တော် showroom မှသိအောင်ဆိုပြီးတော့ Indo အကြီးကိုအပေါ်မှာတင်ထားတာဖြစ်ပါတယ်Aircon service တွေနဲ့ပတ်သက်ပြီးတော့ repair တွေနဲ့ပတ်သက်ပြီးအကုန်လုံးပြင်တာတွေကိုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ showroom ရဲ့တက်လန်းကျော်2လမ်းမြောက်အမှတ်1264ဂါကြီးလမ်း20မှာ service center ကြီးကိုကျွန်တော်တို့ကတိစောက်ထားတယ်လို့သိရတယ်အဲ့ဒီမှာဆိုတော့အကြီးဆုံးအောက်ထိုးကြီး aircon အောက်ထိုးကြီးကိုသူတင်ထားတယ်လို့ပြောတယ်အဲ့တော့စမ်မရာတောက်ဒီ showroom မှာဆိုလို့ရှိရင်ဘာတွေအားသာချက်ရှိလဲဆိုတော့ရန်ကုန်ပသိမ်လမ်းမကြီးဘေးနားမှာရှိတယ်ကားတွေအဝင်ထွက်ကောင်းတယ်နောက်တစ်ခုကကား parking area အကျယ်ကြီးပဲဗျာဒါကျွန်တော်ဘေးနားကက်လျက်မှာလည်းအကုန်လုံးရက်လို့ရတယ်showroom ရဲ့ဒီအရှိဘက်မှာလည်းအကုန်လုံးရက်လို့ရတယ်အဲ့တော့ electronic showroom ထဲမှာကျွန်တော်တို့ဘာတွေရှိမလဲဆိုတာကျွန်တော်တို့လိုက်ကြည့်အောင်ဗျာကဲ electronic showroom တွေတော့ကျွန်တော်ရောက်ပြီဗျာဟိုကဆိုဘာတွေရှိမလဲကြည့်အောင်မင်္ဂလာပါကျွန်တော်ဒီမှာဝင်ချင်းကတော့အေးစိန်တာပဲဗျ solar battery inverter တွေနဲ့ဒါဒီထဲမှာဆင်ထားတယ်လို့သိရတယ်အဲ့တော့မီးကတော့24နာရီမပြတ်တော့ဘူးပေါ့ဗျာအထဲထဲမှာဝင်လိုက်တာနဲ့အေးမြမှုကိုကျွန်တော်တို့ခံစားရတယ်အဲ့ကျွန်တော်ဒီမှာဆိုတော့ Samradao Engineer Group မှာရရှိနိုင်တဲ့ brand ဆိုပြီး item အမျိုးပေါင်း20ကျော်ရနော်အဲ့တော့သူတို့ဒီမှာပြထားတာကတော့ခေပေးဝေပေးဘာညာပေးပေါ့ဗျာပေးမှန်တယ်များအကုန်ရတယ်သူတို့ဒီမှာဆိုရင်အကောင့်နေနဲ့ပတ်သက်ပြီးဘာရလဲ ARV ရိုးမကမ်ဘောဇခေပေး CB အရွတ်သမျှဘာအကုန်ရတယ်နော်ကျွန်တော်ဒီမှာဆိုရင်ပြထားတာတွေကတော့ပထမဆုံးကျွန်တော်ဘာတွေ့ရမလဲဒါမီးဘူးလေးတွေမှာဒါအစုံပဲဒီမှာ81ကထွက်တဲ့မီးဘူးတွေကျွန်တော်တွေ့မယ်ဒါဆိုလို့ရှိရင်ရေခဲတက်တာ frame လေးတွေပေါ့ဒါ frame တွေအမျိုးအစားရှိမယ်ဒါအောက်ကဒါဆိုလို့ရှိရင်တော့ဒါပါ water cooler လေးလားဒါ water cooler ဒါ81ထုတ်တဲ့ဟောဒါ water cooler finish ရှိမယ်ဒါ81ထုတ်တဲ့ဒါ internal ဒါတွေဆိုတော့ဒါဟုတ်ပြီဒါဆိုတော့ frame တွေဗျဒါဆိုတော့ဒါပြထားတာပေါ့နော်ဒါဒီဘက်ဆက်ကြည့်အောင်ဒီမှာဆိုတော့ဒါ SIGAP ဒါ SIGAP ဆိုလို့ရှိရင်တော့ဒါ aircon SIGAP တွေရှိမယ်ဒါ Sun Electronic ကထုတ်တဲ့ aircon SIGAP digital SIGAP ဒါအောက်ကတော့ဒါအဝတ်လျှော်ဆက်တို့ရေခဲတက်တာ SIGAP တွေဗျဒီမှာဆိုတာအကုန်လုံးရှိမယ်ဗျဒီဘက်မှာဆိုရင်တော့ဒါ mini chopper ဒါဆိုအမှုန့်ကျိတ်ဆက်လေးတွေအသားကျိတ်တဲ့ဆက်လေးနော်ဒါ brand လေးတော်တော်စုံတယ်ဒါဒီဘက်မှာတော်တော်စုံတယ်ဒါဆိုရင်တော့ဒါတွေကြတော့ဒါအသားကျိတ်တဲ့ဆက်တွေဖြစ်သွားပြီနော်ဒီမှာတော့81ထုတ်တဲ့ဒါမီးဘူးဗျဒါကျိုးမဲ့လားဟလားကျိုးမဲ့ဟောဒါကျိုးမဲ့နော်ဒါအခုမှအစ်စ်ပေါ်တဲ့ဒီဇိုင်းဒါကျွန်တော်တို့တွေ့ရမယ်ဒါဆိုရင်တော့ဒါပေါင်အိုးတွေထမင်းပေါင်လေးတွေဒါထမင်းပေါင်လေးတွေကကျွန်တော်တွေ့ရဒီဘက်မှာဆိုရင်တော့ဒါ blender လေးတွေဗျဒါ blender တွေရှိမယ်ဒါဒီဘက်မှာ blender ရှိမယ်မိုးရသည်ရောက်တော့မှာဆိုတော့ဒါ Nivan ထုတ်တဲ့ဒါဆိုလို့ရှိရင်ဒါ clothes dryer ဟလား clothes dryer တွေရှိမယ်ဗျနော်ဒါအောက်ကဒါပါဘက်ကန်လားဖုံဆုပ်ဆက်ဒါဖုံဆုပ်ဆက်နော်ဘက်ဂျူကရန်နာဒါရှိမယ်ဗျအစုံပဲနော်ဒီဘက်မှာဆိုရင်တော့ဒါမီယာမြင့်ဆက်လေးတွေလည်းရောင်းတာပဲနော်ဒါမီယာအတက်ကြတွေတော့မှဆိုရင်ဒါသုံးတဲ့ဒါဝတ်1000ဝတ်1000ဒါဟုတ်တယ်ဝတ်2000ဝတ်3000နော်ဒါဆိုလို့ရှိရင်ဒါလေးကဟိုလေးတွေ alpha ထုတ်တဲ့box လေးနော် box လေးတွေတွေ့မယ်ဟုတ်ဒါဆိုဒါဒီမှာအခုဒါလေးဆိုလို့ရှိရင်တော့ဒါမီယာမြင့်ဆက်လေးမီယာမြင့်ဆက်တွေပြထားမယ်ဒါဆိုဒါဘွိုင်းလားမိုက်ဒီယာထုတ်တဲ့ဒါဘွိုင်းလားတွေထုတ်ထားမယ်အောက်မှာကတော့ကျွန်တော်တို့ TV တွေပြ smart TV တွေရှိမယ်နောက်တစ်ခုက digital TV တွေရှိမယ်ဒါ Hisense 81ဒါလေးတွေလည်းအကုန်ပြထားတယ်ဒီမှာဆိုတော့ဒါကိုယ့်အိမ်မှာဆိုလို့ရှိရင်ဒါသုံးမယ်ဆိုရင်တော့ဒါကလာအိုကေဆိုင်သွားစရာမလိုတော့ဘူးဒါဆိုတော့အကြီးစားတွေဖြစ်သွားမယ်နော်โอเคဒီဘက်မှာဆိုရင်တော့ဒီဘက်မှာကဘာလေးတွေပြထားလဲဒါသူတို့တွေကဒါ power station နဲ့တွဲဖက်ပြီးတော့သုံးလို့ရမယ့် design လေးတွေဒါတင်ထားတာပဲဒါ power station လေးတွေဒါလေးဆိုတော့ watt 900 watt 1200ဒါအောက်ကတော့ဒါ battery ပေါ့ battery ရှိမယ်ဗျဒီမှာဆိုလို့ရှိရင်တော့ inverter တွေ grow watt ရှိမယ်ဒါ range battery ရှိမယ်ဒီမှာဆိုဒါ SL inverter ရှိမယ်ဒါ energy လက်သီးဟုတ်တယ် light bio ဟိုတွေရှိမယ်
နောက်တစ်ခုကဒါတွေလဲဒါ SA ထုတ်တဲ့ battery တွေပဲဗျလစ်သီယမ်တွေပဲဒီဘက်မှာဆိုဒါ SA ကနေထုတ်တဲ့ Li4 battery တွေရှိမယ်ဒါလေးတွေကကျွန်တော်ဒါစမ်းပြီးတော့မောင်းထားတာပဲဗျဒါလေးကအကုန်မောင်းလို့ရတယ်မဟုတ်ဒါအကုန်လုံးစမ်းထားတာပဲဒါဆိုဒါ3 kW ဒါ3 kW SA ကနေပြီးတော့ဒါထုတ်တဲ့ဒါ inverter battery နဲ့ဒါတွဲလျက်ပဲเนาะကြည့်ရဒီလောက်ကဒီဘက်မှာဒါဒီမှာဆိုရင်တော့ဒါ6 kW ဒဲကြီးနဲ့ဒါအကုန်လုံးတွဲထားတယ်ဒါ E-type battery နဲ့တွဲထားတယ်ဒါတွေအကုန်လုံးကဒါအကုန်လုံးသုံးပြုလို့ရတယ်ပေါ့ဒီထဲမှာဆိုတော့ဒါအကုန်ဒီထဲတစ်ခန်းလုံးဒါမောင်းထားတဲ့ function ပဲဖြစ်တယ်ဗျနော်ဒီဘက်မှာဆိုရင်တော့ဒါ eco flow ဒါ power station တွေပဲဒါ watt ဘယ်လောက်တွေရှိတယ်ညီမwatt 900နဲ့စရှိမှာ watt ဘယ်လောက်ထိရှိလဲwatt 2000ကျော်ဒါရမှာပဲရှိဒါ power station တွေလည်းဒီမှာအကုန်လုံးရမှာဗျနော်ဒါဒီဘက်ကတော့ဒါ solar ဒါ Jingo အမျိုးအစား solar တွေလို့ကျွန်တော်သိရတယ် Jingo ရှိမယ် Blue Sun ရှိမယ်ဗောနော်ကျွန်တော်ဒါလောဆယ်ဒါ Jingo ဒါတွေကတော့ဒါ battery တွေဗျဒါဆိုလို့ရှိရင် SL ဒါ SL တို့ RAM တို့ဟုတ်တယ် battery တွေဒါဆိုရင် inverter နဲ့တွဲဖက်မဲ့ battery တွေဒီမှာအကုန်လုံး one set အကုန်ပြထားတယ်ဗျဒီဘက်မှာဆိုဘာတွေရှိမလဲဆိုတော့ကြည့်ရအောင်ဗျအကုန်စုံတာပဲဒါ Mydia နေထုတ်တဲ့ဒါ instant water heater တွေဒါရှိမယ်ဗျဒါဆို air fryer ဒါဆိုနော်ဒါ air fryer တွေရှိမယ်ဒါအစုံမဲ့ဒီမှာကတော့ဒါလေးတဲ့ဒါ oven တွေရှိမယ်ဒါ Hyzer နေထုတ်တဲ့ဒါ oven လေးတွေရှိမယ်ဒီမှာဒါတွေကပန်ကာအခုလိုမီးပြတ်တဲ့အချိန်မှာကတော့ကျွန်တော်တို့ဒါ ACDC ရတယ်ညော်လေဟုတ်လားဒါတွေကMCG ကနေထုတ်တဲ့ ACDC ဖန်လေးတွေဒါတော်တော်စုံတာပဲဒီမှာဒါလေးတွေဆိုရင်ကျွန်တော် TV fan လေးတွေဒီမှာကတွဲဖက်အသုံးပြုလို့ရတာဆိုလို့ဒါ solar နဲ့လည်းမီးမရတဲ့နေရာတွေမှာဆို solar နဲ့အားသွင်းလို့ရမယ်ညာခင်းမီးပြတ်တဲ့ခါကျလည်းဒါရှိတဲ့မီးလုံးလေးတွေကနေတစ်ဆင့်ပြန်ပြီးတော့အသုံးပြုလို့ရမယ်ဖုန်းလည်းအားသွင်းလို့ရမယ်ဒါဆိုကိုစုံတာပဲเนาะဒါလေးတွေဆိုရင်ဒါ one set ဒီမှာအတွဲရှိမယ်ဒါတွေကတော့ဒါ wall fan လားဟဲ့လိုက်မှာဒါတွေဆို wall fan တွေရမယ် TV fan တွေရမယ်ဒီမှာအကုန်အစုံရှိတာပဲเนาะဒါ Mydia ကနေထုတ်တဲ့ဒါ TV fan လေးတွေဒါဒီဘက်မှာအကုန်အစုံရှိမှာဗျာနော်ဒီဘက်ကတော့ဒါ cooking ဘိုင်းကိုရောက်သွားပြီဒါဆိုလို့ရှိရင်တော့ဒါပုံမှန်အိမ်တွေမှာသုံးတဲ့ဒန်နီတွေပါမယ်ဗျာဒါတွေကြတော့ဒီဇိုင်းတအားမြင့်သွားတယ်နော်ဒါကျွန်တော်ဒီဥစ္စာကျွန်တော်တိတ်တောင်မတွေ့ဘူးဒါ81ထုတ်တဲ့ဒါလေးတယ်ညီမလေးဘာလေးခေါ်တာhot pot တွေဘာတွေမှာလဲဒါသုံးလို့ရမယ်ဒါထမင်းပေါင်းတွေဘာလဲပြောင်းပြီးတော့ချက်လို့ရမှာထင်တယ်နော်ဒါဆိုမိုက်တယ်ဗျာဒီမှာ81ထုတ်တဲ့မာဒီကိုကာလို့ဒါရေးထားတယ်ဒါတော်တော်အမျိုးအစားတော်တော်စုံတယ်တော်တော်ကောင်းတယ်ဗျနော်ဒီမှာဒါလေးတွေလည်းရှိတယ်နော်ဒီလိုပုံစံမျိုးလေးတွေဒါတော့နမူနာလေးတွေပြတာဒီဘက်ကဒါလေးဆိုရင်ဒါပေါင်းအိုးတွေပေါ့ဒါမာဒီလေယာဒီဇိုင်းလေးတွေနဲ့ဒါပေါင်းလေးတွေပေါ့ဒီဘက်မှာဆိုရင်တော့ဒါဝါတာကူလာဒါရေဘူးရေဆက်တွေရမယ်ဒါလေးဆိုလို့ရှိရင်ဒါရေးသားဒါလေးကြပါဒါလေးပါဒါခွက်လေးထည့်တာတစ်ခါသုံးခွက်လေးတရားထည့်လိုက်တာနဲ့ဒီဇိုင်းလေးအရန်လှတယ်ဗျာဒါ Alpha ကနေထုတ်တာဒါဆိုတော့ Prado ဒါကတော့၃မျိုးလုံးတောက်လို့ရတာထင်တယ်ရေဘူးရောရေအေးရောဒါ normal ရေရောเนาะဒါ၃မျိုးတောက်လို့ရတယ်ဒါဈေးနှုန်းတက်တာမဲ့ဒါဖူဆူးတွေရှိမယ်တိုရှိပါမျိုးစားရှိမယ်ဒါ Prado မျိုးစားရှိမယ်ဗျာနော်ဟုတ်တယ်ဒါဖူဆူးတို့ဒီမှာတိုရှိပါတို့ Mydia တို့ Alpha တို့ဒါတော်တော်လှတယ်ဗျဒီဇိုင်းပိုင်းလေးဒါတော်တော်လှတာနော်ဒီမှာတော်တော်မျိုးစားစုံလေးတွေကိုရှိတာဗျတနေရာထဲမှာအကုန်လုံးနှီးပါးစုံတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာဆိုရင်ဒီဘက်မှာဘာတွေထားတာလဲဆိုတော့ဒါဆို81ထုတ်တဲ့ဒါ Air Cooler ဒါ ACDC လေးတွေ81တော်တော်များများထုတ်တာပဲဗျဒါဆိုလို့ရှိရင်တော့ဒါရင်ငွေလေးပါတယ်ဟုတ်လားမကဲဒါလေးတွေကဒါညော်လေးရင်ငွေပါတယ်Air Cooler လေးတွေပဲဒါ Mydia နေပြီးတော့ထုတ်တဲ့ Air Cooler ဒီဘက်ဒီမှာတော့အကုန်လုံးပြတာAir Cooler လေးတွေပြတာပြီးတော့တပိုင်းဒါလေးတွေကလှ81ထုတ်တဲ့အမျိုးအစားတော်တော်ဆုံးဒါလေးကြောင့်ဒီဇိုင်းကြီးကပို့ပြီးတော့လှသွားတယ်
ဒါဖန်တော်မှပြတ်ထားတယ်လို့နော်ဒီဒီဇိုင်းကြီးတော်တော်လှ81အမျိုးအစားတော်တော်စုံတယ်ဒီဘက်ထုတ်ထားတာဒီဘက်မှာဆိုတော့ဒါ aircon တွေထားရတယ်ဒါကြီးကတော့ဆလင်ဒါ inverter type မိုင်ရီယာနဲ့ထုတ်ပြတာ3ပေါက်ဒါဆိုတော့နိုင်ရန်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကျေတွယ်ကြတဲ့နေရာတွေမှာဒါထားလို့ကောင်းတယ်ဒါတော့အထက်ဘလိုပါတော့ကျွန်တော် split warm out ကိုဓာတ်လိုက်သွားတာဆိုတော့ဒါဒီချွာအားတော့ပူကောင်းမယ်ဗျinverter type ဒီဘက်ကတော့မိုင်ရီယာဒါ inverter တစ်ကောင်ခွဲတယ်ဟုတ်လားဒါ inverter တစ်ကောင်ခွဲ business ပေါ်ဆိုတော့ဒါတော့လေရဲ့ direction ကအကုန်အစုံထွက်မှာ360ထွက်တယ်တော်တော်လှမိုက်ယာနဲ့ထွက်တဲ့ business aircon တွေဖြစ်တယ်ဒီဘက်ကတော့ဒါ Hisense inverter type နိုင် inverter type Hisense တွေဖြစ်မယ်ဒါကတော့show ပြထားတယ်ဒါတွေက window type ချီကွာထွက်တဲ့ window type တွေဒီမှာဆိုချီကွာထွက်တဲ့ aircon လူစားအကုန်အစုံရှိတယ်410 gas တွေနဲ့ဒါဆိုလို့ကျွန်တော်inverter type နိုင် inverter type ရှိမယ်ဒီဘက်မှာဆိုတော့ဒါ Maria ဒါတို့ရှိပါဒီဘက်မှာဆိုလို့ရှိရင်ဒါချင်း Maria MCG တော့ဆုံးလာတယ်ဒါကတော့ A ရွေးကနေပြီးတော့ inverter 9 inverter type အောက်က office ဒီဘက်ကတော့ electrolyte Maria 3ဒီဘက်မှာတော့ဆုံးနေဟာရ PC ရဲ့ပုံလုံးဆုံးတယ်ဒီဘက်မှာဆိုရင်တော့ဒါဖိုးထုတ်တယ်ဖိုးထုတ်တာကပ်ပူလာအဲ့ဒါဆိုရင်တော့မီနီမတ်တွေစူပါမားကတ်တွေတော်တော်များများမှာသုံးတယ်အဲ့ဒီဘက်မှာဆိုတော့ဒါအဲ့ဒါအဲ့ဖာနဲ့ထုတ်တဲ့အဲ့ဒါတွေရှိမယ်တော်တော်ဆုံးနေဒီမှာကတော့ဒီတစ်ထက်ကြည့်အောင်ဒါတော့အဲ့ကို airconအောက်ကထည့်ဖိုက်ရဒီလိုဆက်ကြည့်ဒီမှာလည်းဒါလေးကဘာမှအဲ့ကိုလာလေကန်ဒီ ACDC အဲ့ကိုလာဒါ ACDC ရတယ်ဒါလေးဆိုတာဒါကန်ကြီးရနေပြီနော်အဲ့ကိုလာလေဒီဇိုင်းအစ်စ်တွေဒီမှာလည်းအများကြီးရှိတယ်ဒါတွေကတော့ staff ဒါဆိုတာဆိုလာနဲ့တွဲသုံးလို့ရတယ် staff ကနေရှိမယ်ဒါဆို ACDC တွေက ACDC တွေရှိမယ်ဒါစတမ်းမှာ81ဖူစုဒီမှာမျိုးစားတော်ဆုံးတယ်ဗျဒီနားလေးတွေကတော့ ACDC fan တွေဒါလေးက air cooler လေးတွေဒါ air bar တွေဖတ်တယ်ဒါလေးက ACDC ဒီမှာဒီပဲကြောက်တွေပါနေနဲ့ထဲမှာဒါအေးနေအောင်သုံးလို့ရအောင်ပတ်တာဗျ branding ဒါ air bar တွေထုတ်တဲ့ air cooler ဒါကြတော့ရေငွေ့ထွက်တဲ့ပန်ကာတွေဗျအောက်ကရေချဲ့ပြီးတော့သုံးကြတဲ့ပန်ကာတွေနော်ဒီတရားတော့ဒါကျွန်တော်တို့ ACDC နဲ့ပတ်သက်တဲ့ပန်ကာတွေ staff ခံတွေ air cooler တွေဒီဘက်မှာပုံတန်းစီဒီဘက်မှာဆိုတော့ဒါကျွန်တော်တို့ FRC FR ပုံမကျင်းအမှားတာတွေဒါ IMAX ဒါတွေကတော့သုံးကျော်တဲ့ brand တွေပေါ့ဒီ aircon တွေဆိုရင်ဒါ3ကျော်တဲ့ brand ရှိတယ်ဗျဈေးနှုန်းလည်းတက်တာတယ် quality လည်းကောင်းတယ်အကုန်လုံးသုံးလို့ရတယ် brand PC ရဲ့ဒါ inverter ဒါဒီ PC ရဲ့ inverter တွေကဒါ jammu နဲ့သုံးလို့ရတယ် jammu နဲ့သုံးလို့ဒါ jammu သုံးလို့ရတယ်ဒီနောက်ပိုင်း inverter တွေကတော့ jammu system တွေနဲ့အကုန်လုံးသုံးလို့ရတယ်သူကတော့မြင်းကောင်ကြီး short ချတာပေါ့တကောင်နဲ့ပဲသုံးမလားအကောင်ဝက်မနဲ့ပဲသုံးမလားသုံးမနဲ့သုံးမလားကျွန်တော်တို့တွေကအကောင်ကြီး short ချပြီးတော့သုံးလို့ရတယ် jammu system တွေပါတယ်ဒီ home budget မှာလည်းပါတယ်လို့ကျွန်တော်သိရတယ်ဒီ home budget တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့သူ့မှာတော့ jammu remove မှာ function မပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာ remove setting ကနေတစ်ဆင့် remove ကနေကျွန်တော်တို့က fan speed ကိုကျွန်တော်တို့ high fan low fan ပေါ့နော်medium fan ဆိုပြီးတော့ကျွန်တော်တို့က3သားရှိတယ်အဲ့ဒီ3သားကျွန်တော်ပြောင်းလိုက်ပြီဆိုလိုက်တာ ਨੇ ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က ampere တွေ short ချသွားပြီးတော့ဒီပေါ်မှာတမတ်9မှု3မတ်တစ်ခေါင်ဆိုပြီးတော့ကျွန်တော်တို့ကအစားစားပုံသုံးလို့ရတယ်လို့သိရတယ်ဒီဘက်မှာတော့ကျွန်တော်တို့ကဒါ full stand ဒါ3ကောင်ဒါ green ရှိမယ် AUV ရှိမယ် TCL ရှိမယ်နမူနာပြထားတာက Hisense ရှိမယ်ရှမ်းကုန်ရှိမယ်ဒီဘက်ကဒါ Skywatt ဒါတွေဆိုလည်းဒါ28သိန်းလည်းရှိမယ်ဒါဈေးရသက်တာတော့ဒီဘက်မှာပါရှိမှရှိရတယ်
ဒီဘက်ကတော့ကျွန်တော်ဒါဒီကဒါ inverter SA inverter ဒါ30 kW 6 kW ဒါ inverter လေးဟောဒီမှာဒါကြီးကတော့ကရိယာထုတ်တယ်ကျွန်တော်တို့ဒါဒါ GMB ပေါ့ဒါ GMB ဒါ modular inverter ဘာဒီ VRF system ဒါကရိယာနေပြီးတော့ရှုပ်ပြထားတယ်ကျွန်တော်တို့ကြားနေပြီးတော့ဒီမှာလည်းရောင်းနေတယ်ဒီမှာရှိတဲ့ engineer တွေအဖွဲ့တွေကလည်းအကုန်လုံးတက်ဆင်ပေးတယ်လို့ကျွန်တော်တို့သိရတယ်ဒီဘက်ကဆိုတော့ဒါ GMB မှာgrid ဒီနေရာပုံတော့ဒါ grid တွေပဲဗျဒီမှာ spray warm mount တက်ရှိမယ် flow stand ရှိမယ်ဒီမှာပုံထားတာအဲ့ဒါဆိုပထမတော့မှကျွန်တော်တို့ကဘာတွေထက်ရှိအောင်လဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ထက်ကြည့်အောင်ဟောဒီဘော်ဒီမှာကဒီမှာဆိုရင်ကျွန်တော်တို့ကဘာတွေပြထားလဲဆိုတော့ဒီမှာဆိုတော့ဒါကျွန်တော်တို့ဒါ smart TV တွေဒါ Wi-Fi system နဲ့ရတယ်ဒါ Wi-Fi system နဲ့ရတယ်ဒါ81ဟုတ်တယ်81တော်တော်ဆုံးပြီဗျ81တော်တော်ဆုံးတယ်ကျွန်တော် smart TV တွေဆိုရင်အမျိုးစားလိုက်ကျွန်တော်တို့လက်မ site လိုက်တော့အကုန်လုံးပြအဲ့ဒါကျွန်တော်တို့အပေါ်ထက်မှာဘာတွေရှိမလဲဆိုတော့ထပ်ပြီးကြည့်လိုက်ကြအောင်ဟိုပရမတ်မှာလည်းကျွန်တော်တို့ကအေးစိတ်လာတယ်နော်ဒီဆောင်စာသားကိုရောက်ပြီဆိုလိုက်တာနဲ့အဲကွန်းတွေပဲရောင်းလို့လာတော့မသိကြအကုန်လုံးကတော့အေးစိတ်လာတယ်ပရမတ်ဦးဆုံးနေလည်းဘာမြင်ရမလဲကျွန်တော်ဒီမှာအရင်ကွဲဒါဆိုဖိုက်ဆန်ဒါကကိုလာရှိမယ်ဒါဆိုတာ6ဝေရှက်လက်မှာဒါဆိုတာ6ဝေရှက်လက်မှာရှိမယ်ဒါကတော့ one blue ပေါ့ဒါဖိုက်ဆန်အမျိုးအစားရှိမယ်နောက်တစ်ခုကဒီမှာ FR နေပြီးတော့ one blue ရှိမယ်ဒါကတော့မာကြီးမာကြီးစားရဖြစ်မယ်အဲ့ဒီပတ်မှာတော့ကကိုလာတော့ဆက်ရှိမယ်ဗျဒီမှာဒါ FR ဈေးနှုန်းလေးတာတက်နေတာဆိုတော့9ဘီကျော်လောက်ဆိုရင်ကျွန်တော်တို့ပုံမှန်လက်ဖေးဆိုင်လို့မျိုးcompany story မှာသုံးမယ်ဆိုလို့ရှိရင်ဒီဟာဒီ level လေးဆိုတာအရင်အစ်စ်ပြည့်ဟောဒါဒီဟောဒါဆိုတော့ဒါပကံပို့တက်ဆန်နော်ဟောဒါတွေကပကံပို့တက်ဆန်ဗျဒါလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ရေဆေးထားပြီးသွားတဲ့ခါကျရင် lesbi ဆန်နဲ့အိမ်ဒီမှာပဲဖြစ်ဖြစ်ပုံမှန်ကင်းစင်အောင်လို့ဒါကျွန်တော်တို့ဒါပို့တက်တဲ့ဆက်တွေပါဒီဘက်ကတော့ကျွန်တော်တို့ site by site ဒါရေခဲတက်တာဦးဒါဘယ်ကောကနေထုတ်တဲ့ရေခဲတက်တာလေးအောက်က freezer ဟမ်အပေါ်ကတော့ကျွန်တော်တို့ကအေးကန်ကြလုံးဝ mic smart ဖြစ်တယ်ဒါဒီဘက်ကတော့ inverter series ကိုရှိပါနဲ့ထုတ်လိုက်ရင်ခွဲကြီးပြဟိုလုံးဝ level ဆန်တယ် GPU ဒါဒီဘက်ကတော့ဒါ high sun ပြ high sun ရင်ခွဲကြီးဘုံကဒါတက်ဆက်ခွင့်ဖြတ်သွားမှာကျွန်တော်ဒါတွေဆိုတော့အကုန်တက်ဆက်ခွင့်ဖြတ်သွားမှာကြအတွင်းကလည်းဒါလုံးဝ speed ရတော့အကျယ်ကြီးပဲ quality ကလည်းကောင်းတယ်ဗျ home appliance ပစ္စည်းတွေထဲမှာလုံးဝနာမည်ရတဲ့ brand တွေပေါ့ပုံလုံးတင်ထားတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့က freezer ဆိုလို့ရှိရင်ဒါလုပ်ငန်းသုံးရုံးသုံးတွေအတွက်ဒါ6ဘီဒါ freezer တွေရှိမယ်ဒါတော့ဒီဘက်တွေကတော့ကျွန်တော်တို့ဒါရေခဲမှုရောင်းတာတို့ပုံမှန် store တွေမှာဆိုရင်ဒါ display ပြလို့ရအောင်လို့ customer တွေလာကြည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီဘက်မှာအကုန်လုံးအထက်မှာရှိတဲ့ item တွေအကုန်မြင်လို့ရအောင်လို့ဆိုပြီးလက်ဆံလို့ပဲနဲ့အကုန်ဖွင့်ကြလို့ပဲနဲ့တုံးလို့ရတယ်ဒါဆိုဒီမှာပါလို့ FR နဲ့ FR Hisense freezer အကုန်ရှိရတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ table counter တွေရှိမှာဗျာ table counter တွေရှိမယ်နောက်တစ်ခုကဒီမှာ cake counter ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မွေးနေ့ cake တို့ကျွန်တော်တို့အလှ cake တွေပါထားတာလို့ဆိုတော့ဒါတွေအကုန်လုံးကသုံးနေကြဒါတွေဆိုလို့ရှိရင်ဒီမှာအကုန်စုံနေတာ snowball လေးကနေထုတ်တဲ့ cake counter တွေဖြစ်တယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ဘာထက်ရှိမလဲဆိုတော့ရေခဲတက်တာကျွန်တော် one row တွေရှိမှာဗျာဒါ high sun တွေထုတ်တဲ့ရေခဲတက်တာ one row တွေရှိမယ်ဒီမှာထူးခြားတာတွေလာပါဗျာဒါဆိုတော့ high sun တွေထုတ်တဲ့ဒီမှာ water dispenser ပါဒီမှာဆိုတော့ကျွန်တော်တို့ကရေဘူးတွေပါတယ်နဲ့ကျွန်တော်ရေခဲတက်တာထဲမှာထည့်စရာမလိုဘူးဒီနေရာလေးကကျွန်တော်ရေထည့်လိုက်ပြီးလိုက်တာနဲ့ကျွန်တော်တို့ကအေးမြတဲ့ရေကျွန်တော်တောက်လို့ရမှာဗျာဒါ water dispenser ပါတယ်ဒါ high sun တွေထုတ်တဲ့ one row ဈေးတွေတက်တာပဲဗျာဒီဘက်ကတော့ high sun 2 row လေးတွေဒါ one row တွေသူ့ level နဲ့သူ့ series နဲ့ဒါအကုန်လုံးထားတဲ့ကျွန်တော်တို့ကရေခဲတက်တာတွေတက်ဒီ
ဒီတော့မှာတော့ကျွန်တော်တို့ကဒါဘေကိုကနေကြာထားတဲ့ smart inverter series ဒါကြီးခဲ့တဲ့တာဆိုဒီစီကတော်တော်စုံလို့ရဒါဒီဘက်တည်းကတော့ဒါကြီးခဲ့တဲ့တာကြီးခဲ့တဲ့တာဖြစ်မယ်ဒီမှာ high zan ဒီဘက်မှာရှိုးပြထားတာဒီမှာမနေဘူးကြာတို့ဒီမှာရှိုးပြထားတာ alpha studio တွေ TCS ecosystem လေးတွေပေါ့ကျွန်တော်အကုန်လုံးသုံးလို့ရတဲ့ပစ္စည်း ecosystem လေးဒီဘက်မှာဆိုတော့ကျွန်တော်တို့ကဘာရှိမလဲဒါလေးတွေကတော့ဝမ်ဒူလေးတွေပေါ့အိမ်အသေးလေးတွေတို့အဆောင်တို့အခန်းတို့ဘာလို့အတွက်ဆိုတော့ဒီအသေးလေးတွေကအရင်အသုံးဝင်တယ်ဗျကျွန်တော်တို့ခြေရလူလားသားတွေကအရင်တိုက်နေတယ်ဒါလေးကဟိုတယ်သုံးလေးတွေဟိုတယ်သုံးတဲခုကန်သုံးမော်တယ်တွေမှာသုံးတဲ့ဝမ်ဒူဖိုင်ဆန်အသေးလေးတွေပါဒီမှာကတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဟိုဒါတော့ပကံလေးပါလေရေဆေးတဲ့ဆက်ပါဗျာ dishwasher ပေါ့ဒီဘက်ဒီမှာတော့ကျွန်တော်တို့က freezer တွေရှိမယ် freezer မှာအမျိုးမျိုးရှိမယ်ဗျ Prado Alpha မျိုးစားရှိမယ် Kaizen ရှိမယ်ကျွန်တော်တို့ကမှအမျိုးစားအမျိုးပဲ3ပေ2ပေတွေပေါ့အစားအသောက်ပဲဗျာကျွန်တော်လေးတွေအုပ်ဆုံးရှိတာစမ်းမတော့ရှိလို့ပါကတော့တော်တော်ပစ္စည်းစုံတယ်ဗျ display ပြထားတာတော့မနေဘူးဒီဘက်မှာဆိုတော့ကျွန်တော်တို့ကဝှရှော့တဲ့ဒါ fully auto ဒီဘက်ကိုရောက်သွားတယ်ဗျာဒါဆိုနေတာ Samsung ဒါ Midea အဲဒီမှာတော့ Hisense ဒါ kg အကြီးအကြီးရတယ်ဗျဒါကြီးဆိုလို့ရှိရင်ဒါလို့ဒါ18 kg အောင်ရှိဒါဆိုတာအကြီးပဲဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုတယ်တွေဘာတွေမှာတော့တချို့ဒီလောက်သုံးလို့ရတယ်ဒါကတော့ Skywalk ပစ္စည်းတွေစုံတယ် item စုံတယ် Hisense ရှိမယ် Midea ရှိမယ်ဒါအကုန်စုံမဲ့ငါတို့ရှိပါဟိုမြန်မာစာတွေနဲ့မှရေးထားတယ်ဗျာဒါဆိုတော့ဒီနောက်ပိုင်းမှာအသုံးပြုတာတွေကကျွန်တော်တို့တချို့ဆိုလို့ရှိရင် language အခက်အခဲရှိနေတဲ့လူတွေအတွက်ဆိုအရင်စင်တယ်ဒီမှာဆိုမြန်မာလိုရောအင်္ဂလိပ်လိုရောကျွန်တော်တို့နှစ်မျိုးကျွန်တော်ရေးပေးထားတယ်လုံးဝ degree စာနဲ့ဗျာလောက်ထားတာလေးပေါ့ဟိုမြန်မာစာတွေနဲ့အရင်တဲ့အကုန်လုံးသုံးရုံပဲဒီဘက်ဒီမှာဆိုတာမြန်မာစာတွေနဲ့တူရှိပါ Skywalk ဘက်ဒီမှာပုံရောက်လာမယ်ဒါလေးတွေကတူရှိပါ1 2လေး alpha လေးတွေဗျာဒါအသေးလေးပေါ့ဒီဟာတွေကကျွန်တော်တို့ front load ပြfront load workshop ဇက်တွေဒါရေဘူးတွေနဲ့လည်းရှုံလို့ရတယ်ဒါဆို inverter type တူရှိပါဒီဟာတွေဒီစက်တွေရဲ့အားသာချက်တွေကတော့ကျွန်တော်တို့ဘေးတိုက်ဖြစ်တဲ့ခါကျတော့ကျွန်တော်ရိုက်လျှော်သလိုပဲအဝက်လည်းအထည်လည်းမနာဘူးကြီးတွေလည်းပိုပြောင်းနေလို့ကျွန်တော်တို့သိရတယ်ဒါဆို Hisense ဒါဆို Alpha ပေါ့ Alpha series ကနေပြီးတော့အဝက်လျှော်ဇက်တွေရေဘူးနဲ့လည်းလျှော်လို့ရတယ်ဒါအောက်မှာတော့ဒါတူရှိပါဗျဒါကတော့တူရှိပါရေးထားတော့ Japan quality ဒါအိုးတမ်းပြားတော့မပေးထားတယ်နော်မော်တာကြီးပဲဗပန့်စတွေကဝမ်ပြားပေးထားတယ်ဒါဟိုမော်တာကိုပဲကျွန်တော်တို့ကတမ်းပြားပေးထားတာကိုကျွန်တော်တွေ့နေရတယ်ဒီဘက်တွေကတော့ကျွန်တော်တို့ဒါ semi auto လေးတွေပေါ့ဒါ semi auto လေးတွေနှစ်ကန်တွဲလေးတွေပေါ့ဗျာမြန်မာလူတွေနဲ့လည်းရေးထားတယ်ဒါလည်းဆို Midea ကနေပြီးတော့ထုတ်တဲ့ဝှရှော့ဇာလေးတွေတိုးရှိပါဒီဝှရှော့ဇာလေးကျွန်တော်တို့ကအားသာချက်တွေကတော့ကျွန်တော်ရေစင်မရှိတဲ့လူတွေနောက်တစ်ခုကကျွန်တော်တို့ပေါ့ auto system ထားတာတွေကမှကျွန်တော်တို့ကရေဘားပြတ်တာတို့ကတော့အခက်အခဲဖြစ်တဲ့လူတွေအတွက်တော့အရင်စုနေတယ်ဗျဒီချိန်မှာတခါတည်းရေခွက်နဲ့ပဲခတ်ထည့်တာလည်းရတယ်ကျွန်တော်ကရေပိုင်းနဲ့ထည့်လို့လည်းရတယ်သူကရှော့တာကြီးပဲလည်းတတိတတရှော့လို့ရတယ်ညှစ်တာကြီးပဲလည်းတတိတတညှစ်လို့ရတယ်ဒီကျွန်တော်တို့ဒီ semi auto လေးတွေကတော့အရင်ဆင်ပြေတယ်သုံးရလည်းအရင်ဆင်ပြေတယ်သူကဘာအားသာချက်ရှိတယ်ဆိုတော့သူ့မှာကမော်တာပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြတ်မယ်ဆိုလဲကျွန်တော်မော်တာဘိုင်းပဲပြတ်ကျန်တဲ့အတိုင်းတာတွေတော့အဲ့လောက်ဒီပြတ်စရာမရှိတော့ဘူးဒီဘက်ကြီးကတော့အခုစုံမဲ့တိုရှိပါမိုင်ကြီးကဒါအကုန်လုံးပြလာထားတယ်ဗျဒီဘက်ထပ်တော့ကြည့်အောင်ဒီဘက်မှာတော့ကျွန်တော်တို့ကတိုရှိပါပြည်သားတွေထားတယ်ပြထားတယ်ဒီမှာလေးအားသာချက်ကကျွန်တော်ဒီမှာအဲ့တော့ fiber တွေဆိုတော့ပေါက်တာတို့ကွဲတာတို့ဒီအထက်ထဲမှာဓာတ်နဲ့ထိုးမိတာတွေပေါ့ဒါတွေဆိုတော့အကုန်မဖြစ်တော့ဘူးဒီတိုးရှိပါတယ်ဆိုလဲဒါတော်တော်ကောင်းတယ်ဒါလေးကကျွန်တော်ဝှရှော့တယ်ကဲဒီနေ့ကျွန်တော်တို့ပရမတ်မှာမြေကြီးတက်နဲ့ပရမတ်မှာကျွန်တော်တို့အခုလိုက်ကြည့်လိုက်တဲ့ပစ္စည်း item တွေကတော့ကျွန်တော်တို့အကုန်လုံးစုံသွားပြီဒါပေမဲ့ကျွန်တော်ဒီမှာသိရတာကတော့
ပစ္စည်း quality ဘိုင်းကိုကျွန်တော်တို့အာဗရာဆေးစားပဲကောင်းမွန်တဲ့ဘက်ထရီတွေ inverter တွေဆိုလာတွေနောက်တစ်ခုကဒီ aircon တွေကျွန်တော်တို့ကအာမခံချက်အပြည့်အဝနဲ့အာဗရာဆေးစားပဲကောင်းတာတွေကျွန်တော်တို့အကုန်လုံးတင်သွင်းရောင်းချတယ်လို့ကျွန်တော်သိရတယ်အဲ့တော့ customer တွေလာရောက်ရွေးချယ်ဝယ်ကျင်တယ်ဆိုတော့တိုက်21အခန်း30နဝရီရှော့ဟောက် commercial area ရန်ကုန်မသိလမ်းမကြီးဘေးเนาะအစင်းမြမန်းပြတော်ရဲ့ကတ်လျက်စမ်ပရာတာ electronic showroom မှာလာရောက်ရွေးချယ်ပြီးဝယ်ယူနိုင်တယ်လို့ဖုန်းနံပါတ်တွေဖြစ်တဲ့399410 8953လုံးနဲ့399411666338ကိုဆက်သွယ်ပြီးတော့ဖုန်းဆက်ပြီးတော့လည်းမှာယူနိုင်ပါတယ်လို့ပြောချင်ပါတယ်ဗျာ